ကမ္ဘာလူကြီးအများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံကျွန်တော်တို့ကိုယ်ဝယ်နေတဲ့ဗုဒ္ဓမွေးဖွားရာနေမြေထူးခြားတဲ့ယဉ်ကျေးမှုတွေမတူညီတဲ့တမိုင်းနောက်ခံအကြောင်းအရာတွေနဲ့ပြည့်နေနေတဲ့နိုင်ငံတစ်ခုဒီနိုင်ငံကတခြားနိုင်ငံတော့မဟုတ်ပါဘူးကျွန်တော်တို့ရဲ့အိန္ဒိယနိုင်ငံဖြစ်တဲ့အိန္ဒိယနိုင်ငံမှာဒီနေ့ဗီဒီယိုမှာတော့အိန္ဒိယနိုင်ငံရဲ့ခေတ်သစ်တမိုင်းကြောင်းနဲ့အိန္ဒိယပါကစ္စတန်ကက်ရှမီးယားဒေသအရေးခင်းတဲ့အိန္ဒိယလူလက်ရေးဖခင်ကြီးမသမကန်ကြီးအကြောင်းအပိုင်းတွေခွဲပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်Hello အားလုံးမင်္ဂလာပါဒီဗီဒီယိုနဲ့အားလုံးကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုကတော့အိန္ဒိယနိုင်ငံခေတ်သစ်တမိုင်းကြောင်းနဲ့အရင်စလိုက်ရအောင်ကျွန်တော်တို့ကအိန္ဒိယနိုင်ငံကိုအိန္ဒိယနိုင်ငံလို့ခေါ်ပေမဲ့သူရဲ့တရားဝင်နာမည်ကတော့အိန္ဒိယသမ္မတနိုင်ငံပါအရှာတာယာနာတောင်ပိုင်းမှာတည်ရှိပြီးမြေဧရိယာကျယ်ဝန်းကကမ္ဘာအကြီးဆုံးနိုင်ငံဖြစ်နံပါတ်9မှာရပ်တည်နေတာပါတောင်ဘက်ကအိန္ဒိယသမုဒ္ဒရာအာနာတောင်ဘက်ကအာရေဗီးယားပင်လယ်ကွေ့အရှေ့ဘက်မှာတော့ဘင်္ဂလားပင်လယ်အော်နဲ့ထိစပ်နေတာပါအိန္ဒိယနိုင်ငံဆိုရင်တော့အနောက်ဘက်မှာပါကစ္စတန်မြောက်ဘက်မှာတရုတ်နီပေါဘူတန်နဲ့အရှေ့ဘက်မှာဆိုရင်ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာတို့နဲ့ထိစပ်နေတာပါ1948ခုနှစ်မှာပြည်တိရှားကနေလွတ်လပ်ရေးရယူနိုင်ခဲ့တာပါ2023ခုနှစ်နောက်ပိုင်းမှာအိန္ဒိယနိုင်ငံကမ္ဘာလူဦးရေအများဆုံးနိုင်ငံဖြစ်ရပ်တည်လာခဲ့ပြီး1.4 ဘီလီယံထိရှိလာခဲ့ပါတယ်အိန္ဒိယနိုင်ငံဆိုရင်ဘာသာရေးမျိုးမျိုးရဲ့မွေးဖွားရာနယ်မြေလည်းဖြစ်ပါတယ်ဟိန္ဒူဂျိန်းဗုဒ္ဓဘာသာနဲ့စိတ်ဘာသာတို့ရဲ့မွေးရမြေပါအိန္ဒိယလူမျိုးအများစုကတော့ဟိန္ဒူဘာသာကိုအများဆုံးကိုယ်ွယ်ကြတာပါအိန္ဒိယနိုင်ငံရဲ့ဆင်းရဲချမ်းသာမှုကလည်းအလွန်ကွာခြားပါတယ်ချမ်းသာတဲ့လူကအလွန်ချမ်းသာပြီးမှဆင်းရဲတဲ့လူကလည်းတော်တော်လေးကိုဆင်းရဲတဲ့နိုင်ငံတစ်ခုပါဒါပေမဲ့သူရဲ့နိုင်ငံရဲ့ GDP ရကြည့်မယ်ဆိုရင်တော့ကမ္ဘာစစ်လေးမှာရပ်တည်နေပြီးအမေရိကန်ဒေါ်လာ4.9 ထရီလီယံထိရှိတဲ့နိုင်ငံတစ်ခုပါစီးရင်အားမှာဆိုရင်လည်းကမ္ဘာစစ်ရင်အားရဲ့နံပါတ်3မှာရပ်တည်နေပြီးကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဖြစ်တယ်လို့နျူကလ িয়ার ပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်အိန္ဒိယနိုင်ငံဟာဘရင်ဆက်ဆက်မင်းဆက်ဆက်အုပ်ချုပ်ခဲ့တဲ့နိုင်ငံတစ်ခုပါဒါပေမဲ့လည်းဒုတိယကမ္ဘာစစ်တွင်းမှာအိန္ဒိယနိုင်ငံဟာဗြိတိရှားလက်အောက်သို့ကြာရောက်ခဲ့ပြီးဗြိတိရှားတို့ရဲ့အုပ်ချုပ်ခြေလှယ်မှုကိုခံခဲ့ရတာပါအိန္ဒိယလွတ်လပ်ရေးအတွက်ကြိုးပမ်းမှုဖြင့်1920ခုနှစ်မှာတော့မဟာတမကန်ဒီကဥဆောင်စတင်ခဲ့ပြီးသူရဲ့အကြမ်းမဖက်တဲ့ဝါဒအာဏာဖီဆန်ရေးမူဝါဒတွေကိုလက်ခံကျင့်သုံးခဲ့ကြပါတယ်။ကန်ဒီရဲ့အယူဝါဒနဲ့ဥဆောင်မှုအောက်မှာလိုက်ပါလူတချို့လည်းရှိပါတယ်။အဲ့ဒါတော့ဂျဝါဟာလာနေရူစန်ဒါပါလာဖိုင်ပါတီအတူကပ်ပါကန်မော်လနာအစင်နဲ့တခြားပညာတတ်တွေလည်းအများကြီးပါဝင်ခဲ့ကြပါတယ်။ဒီထဲမှာဆိုအမျိုးသမီးတော်လှန်ရေးတွေလည်းပေါ်ပေါက်ခဲ့ပြီးအထင်ရှားဆုံးကတော့ဆာရိုချီနီနိုင်သူဝီချာရာလမ်ဘီပန်တစ်ပီတာလာတာကက်စတေဘမဟန်တန်ကန်နီတို့ကအမျိုးသမီးလွတ်မြောက်ရေးနဲ့ငြိမ်းချမ်းရေးအတွက်တိုက်ပွဲဝင်ခဲ့ကြတဲ့သူတွေပါဒီလိုပြည်တိရှားတို့ရဲ့ဖိနှိပ်အုပ်ချုပ်မှုအောက်မှာအိန္ဒိယနိုင်ငံကိုရော်လက်အဥပဒေကိုအိန္ဒိယတော်လှန်ရေးသမားတွေကစပြီးတော်လှန်ခဲ့ကြပါတယ်ဆန္ဒပြပွဲဟာဆိုရင်အိန္ဒိယနိုင်ငံတော်မှာဖြစ်ပွားခဲ့ပြီးအကြမ်းဆုံးကတော့ပန်ဂျပ်ပြည်နယ်မှာပါပန်ဂျပ်ပြည်နယ်မှာဆိုရင်တော်လှန်ရေးအကြီးအကျယ်ဖြစ်ပွားခဲ့ပြီးအစုလိုက်ပြောင်းလိုက်တပ်ဖြတ်ခဲ့တဲ့အထိခရုံဖြစ်ခဲ့တဲ့နေရာတစ်ခုပါဆက်တိုက်အိန္ဒိယတော်လှန်လှုပ်ရှားမှုဟာဆက်တိုက်ပြင်းထန်လာခဲ့ပြီးကိုလိုနီဆက်ချင်ရေးကလွတ်လပ်သောနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှန်မှန်ချက်ဖြစ်ရှုမြင်လာခဲ့ကြပါတယ်1930ခုနှစ်နောက်ပိုင်းမှာတော့တော်လှန်ရေးလှုပ်ရှားမှုဟာဆိုရှယ်လစ်လမ်းစဉ်ဖြစ်ပြောင်းလဲကြည့်သုံးလာခဲ့ကြပါတယ်ဗြိတိရှားရဲ့ဒုတိယအုပ်ချုပ်မှုကိုဆုံးသက်ခဲ့ပြီးအိန္ဒိယနိုင်ငံကိုလွတ်လပ်ရေးပေးတဲ့ချိန်မှာတာယာမပေးခဲ့ပဲမတူညီတဲ့လူမျိုးစုနှစ်ခုကြားကိုလွတ်လပ်ရေးကိုခွဲဝေပေးခဲ့တာပါမွတ်စလင်အများဆုံးရှိတဲ့နေရာကိုပါကစ္စတန်ဖြစ်လွတ်လပ်ရေးပေးခဲ့ပြီးဟိန္ဒူအများဆုံးရှိတဲ့နေရာကိုတော့အိန္ဒိယနိုင်ငံဖြစ်လွတ်လပ်ရေးခွဲဝေပေးခဲ့တာပါဗြိတိရှားတို့က1948ခုနှစ်ဩဂုတ်လ14ရက်နေ့မှာပါကစ္စတန်ကိုလွတ်လပ်ရေးအရင်ပေးအပ်ခဲ့ပြီး15ရက်နေ့မှာမှအိန္ဒိယနိုင်ငံကိုလွတ်လပ်ရေးပေးအပ်ခဲ့တာပါဒီလိုခွဲဝေပေးတဲ့အတွက်ကြောင့်လည်းမတူညီတဲ့လူမျိုးစုနှစ်ခုကြားကလူမျိုးရေးပြဿနာတွေဘာသာရေးပြဿနာတွေကြီးကျယ်ဖြစ်ပေါ်ခဲ့ပြီးဒေသမှုအများပြားဖြစ်ခဲ့တဲ့အတိကရုံတွေလည်းရှိခဲ့တာပါဒီလိုမျိုးလွတ်လပ်ရေးကိုနှစ်ပိုင်းခွဲပြီးပေးရတဲ့အကြောင်းရင်းတွေရှိပါတယ်အဲ့ဒါတော့လွတ်လပ်ရေးကိုတော့အပိုင်းမခွဲဘဲနဲ့အကောင်လုံးအိန္ဒိယကိုပုံအပေးမယ်ဆိုရင်တော့တလောက်လူအများကြီးစုပေါင်းရင်သူတို့တော်လှန်ရမှာမကြပါဘူးဗြိတိရှားတို့ကကြာရှုံးမှာပါဒါကိုကြိုသိတဲ့ဗြိတိရှားတို့ကလည်းသူတို့ချင်းချင်းပြန်တိုက်ဖို့အတွက်ဆိုပြီးမိမွေးခဲ့တာပါဒီအပိုင်းကိုတော့နောက်ပိုင်းမှာကျွန်တော်အိန္ဒိယပါကစ္စတန်ရေးဆိုပြီးနောက်တစ်ပိုင်းထပ်ပြီးခွဲထားပြမှာပါ1950ဇန်နဝါရီလ26ရက်နေ့မှာတော့အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေအရ
အိန္ဒိယသမ္မတနိုင်ငံကိုထူထောင်ခဲ့ကြပါတယ်။ပါကစ္စတန်ကလည်းသူတို့ရဲ့ပထမဆုံးဖွဲ့စည်းပုံအခြေခံဥပဒေကို1956ခုနှစ်မှာအတည်ပြုခဲ့ကြပါတယ်။1983ခုနှစ်မှာတော့အရှေ့ပါကစ္စတန်ဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်းသူတို့ရဲ့အုပ်ချုပ်မှုကိုကြီးညာခဲ့ပါတယ်။အိန္ဒိယနိုင်ငံအမျိုးသားကွန်ဂရက်ကောင်ဆောင်ဂျဝါဟာလာနေရူကအိန္ဒိယနိုင်ငံရဲ့ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းလွတ်လပ်ရေးကြိုးပမ်းမှုနဲ့ဆက်ဆက်မှုအရှိဆုံးလူကမဟတမဂန္ဒီပါ။ဒါအထင်ရှားဆုံးအိန္ဒိယနိုင်ငံလွတ်လပ်ရေးဖခင်ကြီးပါ။ဒါပေမဲ့သူဘာလို့အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်မဖြစ်ခဲ့တာလဲ။အကြောင်းရင်းကတော့သူ့တော်ရာတီရာသူ့အတွက်မမက်မောခဲ့လို့ပါ။သူရဲ့တော်လိုင်းရေးသမားတငယ်ချင်းဖြစ်တဲ့ဂျဝါဟာလာနေရူကိုဝန်ကြီးချုပ်ဖြစ်တင်မြှောက်ခဲ့တာပါ။ဒါပေမဲ့အိန္ဒိယနိုင်ငံရဲ့ဒီမိုကရေစီဟာတခြားနိုင်ငံရဲ့ဒီမိုကရေစီနဲ့အနေငယ်ထူးခြားနေပါတယ်။အိန္ဒိယနိုင်ငံဘာသာရေးအကြမ်းဖက်မှုတွေအစွန်းရောက်ဝါဒတွေရဲ့အကြမ်းဖက်မှုတွေနောက်ပြီးခွဲထွက်သမားတွေရဲ့အကြမ်းဖက်မှုတွေနဲ့စုပူအောင်ကျော်မှုတွေကမကြာခဏရင်ဆိုင်နေခဲ့ရတာပါ။အိန္ဒိယနိုင်ငံသူ့ရဲ့အကြီးဆုံးပြဿနာဖြစ်တဲ့တရုတ်နဲ့နယ်မြေညှင်းပွားမှုပြဿနာပါ။ဒါပြင်နောက်တစ်ခုကတော့ဒီနေ့ဒီချိန်ထိလောင်နေတဲ့မိတစ်ခုဖြစ်တဲ့အိန္ဒိယနဲ့ပါကစ္စတန်နယ်မြေညှင်းပွားမှုပြဿနာပါ။ဒါပေမဲ့အိန္ဒိယနိုင်ငံဟာစစ်အေးကာလမှာဆိုရင်သူတို့နိုင်ငံဟာကြားနေနိုင်ငံတစ်ခုဖြစ်ရပ်တည်ခဲ့တာပါ။ဒါပေမဲ့သူတို့ပြောင်းလဲဖြစ်စေတဲ့အရာတစ်ခုကတော့သူတို့ရဲ့ပြန်ဘက်ရန်ဘက်လည်းဖြစ်တဲ့တရုတ်နဲ့ပါကစ္စတန်ကအမေရိကန်နဲ့မဟာမိတ်ဖွဲ့လိုက်တာပါ။ဒီအချက်ကြောင့်လည်းသူတို့ဟာတရုတ်နဲ့ပါကစ္စတန်ကိုတံပြန်ဖို့အတွက်ဆိုဗီယက်ပြည်ထောင်စုစီ1983ခုနှစ်မှာတော့ဆိုဗီယက်ပြည်ထောင်စုနဲ့မဟာမိတ်ဖွဲ့ခဲ့ပါတယ်။ဆိုဗီယက်ပြည်ထောင်စုမှာပဲသူတို့ဟာစစ်လက်နက်တွေအများပြားဝယ်ယူခဲ့တယ်လို့ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကိုလည်းတည်ထောင်နိုင်ခဲ့တာပါ။နောက်ပြီးအိန္ဒိယနိုင်ငံဟာဆိုရင်တော့နျူကလ িয়ার ဘုံးပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုပါ။သူတို့နျူကလ িয়ার ဘုံးကိုဘယ်လိုပိုင်ဆိုင်လာခဲ့တာလဲ။အိန္ဒိယနိုင်ငံဟာနျူကလ িয়ার အတွက်1945ခုနှစ်မှာစပြီးလုပ်ခဲ့တယ်လို့ဆိုကြပါတယ်။လွတ်လပ်ရေးရပြီးတဲ့နောက်မှာတော့အိန္ဒိယနိုင်ငံဟာလိုအပ်ချက်တစ်ခုဖြစ်တဲ့စွမ်းအင်ကဏ္ဍကိုဖြည့်ဆည်းဖို့အတွက်နျူကလ িয়ার စွမ်းအင်ကိုမျှော်စည်းကြလာခဲ့ပါတယ်။အဲ့ဒီချိန်ကလေးကသူတို့နိုင်ငံနျူကလ িয়ার စွမ်းအင်အတွက်ယင်းနှိမ့်မြုပ်နှံမှုတွေစပြီးလုပ်နေခဲ့ပါပြီ။လွတ်လပ်ရေးရပြီး1948ခုနှစ်ဧပြီလ15ရက်နေ့မှာတော့အနုမြူစွမ်းအင်အဥပဒေကိုအတည်ပြုခဲ့ပြီးအနုမြူစွမ်းအင်ကော်မရှင် IAEC ကိုတည်ထောင်ခဲ့ကြပါတယ်။သူတို့နျူကလ িয়ার စမ်းသပ်မှုမှာပေးထားတဲ့နာမည်ကစိတ်ဝင်စားစရာပါ။ဒီနျူကလ িয়ার စမ်းသပ်မှုမှာပေးထားတဲ့နာမည်ကပြုံးနေတဲ့ဗုဒ္ဓဆိုပြီးပေးထားတာပါ။ဒီမှာစဉ်းစားစရာတစ်ခုရှိတာကဗုဒ္ဓနဲ့နျူကလ িয়ার နဲ့ပါဆိုင်လဲပေါ့နော်။ဒါပေမဲ့သူရဲ့နိုင်ငံရဲ့အမြင်ကတော့တာဝန်ငြိမ်းချမ်းရေးလက်နက်တစ်ခုဖြစ်သုံးဖို့ရည်ရွယ်ထားတာပါ။တချို့လူတွေပြောဆိုနေကြတာကတော့သူတို့စမ်းတဲ့ရက်မှာဗုဒ္ဓရဲ့မွေးနေ့နဲ့တိုက်ဆိုင်လို့ဆိုပြီးဒီနာမည်ကိုပေးထားတာလို့ဆိုပါတယ်။ဒါပေမဲ့စဉ်းစားကြည့်ရင်တော့ဒါဟုတ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဘာလို့ဆိုသူရဲ့နိုင်ငံအိန္ဒိချင်းရန်ဘက်နိုင်ငံတစ်ခုဖြစ်တဲ့တရုတ်နိုင်ငံနျူကလ িয়ার ဘုံးပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်ခုပါ။ဒီတဲ့ကြောင့်ပဲသူတို့ကနျူကလ িয়ার မပိုင်ဆိုင်ဘူးဆိုရင်တရုတ်ရဲ့ချိန်ချောက်မှုတွေတရုတ်ရဲ့ရန်လိုရန်စမှုတွေကိုအများအားခံနေရမှာပါ။ဒီတဲ့ကြောင့်ပြင်ရှင်းဖို့နီလန်းဆိုရင်တော့သူတို့နိုင်ငံမှာလည်းနျူကလ িয়ার ဘုံးပိုင်ဆိုင်ရမယ်ဆိုတဲ့အရာနဲ့ပဲဖြည့်ရှင်းရမှာပါ။ဒါမှမဟုတ်ဘူးဆိုရင်တရုတ်တွေရဲ့အနိုင်ကျင့်ပိုချမှုကိုအများအားခံနေရမှာပါ။သူရဲ့နျူကလ িয়ার စမ်းသပ်မှုအောင်မြင်ခဲ့တဲ့ချိန်ကတော့1994ခုနှစ်မှာပါ။အဲ့ဒီချိန်အိန္ဒိယရဲ့ဝန်ကြီးချုပ်ကဟိန္ဒရာဟန်နီပါအမျိုးသမီးဝန်ကြီးချုပ်လည်းဖြစ်ပါတယ်။